India လို့ရှေးဟောင်းမြန်မာကလော့စားလိုက်ထင်မှာမလားတဝဲတန်လားခေါ်နိုင်တဝဲတန်လားဆိုထူထွားဆာလော်လေးပြောကြည့်ကြည့်မှာမလားအဲ့တော့အနေရနစားလိုက်မယ်နူဆိုတာကလာရဲ့ခလာရဲ့ဆိုတဲ့ကလုံးနေလုံးလားစမယ်ဗလားကလာရဲ့ခလာရဲ့အမကလာကာအမလာဗောလေကာအမလာအကောကာသူလာဆွဲဆိုပြောသလိုကာလာဆွဲပေါ့ကလာပေါ့ခါလာဆွဲဒီကလာအမကလာနာဖလာနာနေလုံးကိုသူတပြေပကံခေယောကလောစားလေးမှာဘုံတူရကလောစားလေးမှာကလာခလာပေါ့လေအာငရဲကလာစီမှာလည်းရှိရဲတကူကူခလာလိုက်တယ်လေးရှိရဲPE ကလာတော့ယောခလာရဲ့မျိုးနေလေးမှာဘုံကြီးတော့အမကလာနာခလာလေအဲ့တော့အမစားလေးကိုတကယ်တည်းကလာဆိုတာဟိုဒဝဲလေးမှာဘူကီပြောနေကြီးကလာရဲ့ခလာရဲ့ကလာဆိုတာကန်လို့နာဆိုတာကျွန်တော်တို့ကကြာပါလားကြာအောက်ကလာရဲ့အောက်သို့ကြာတယ်ဒီလိုခလာပါလားချအဲ့တော့အောက်ကိုချတယ်ခလာလိုက်ကလာပြီးမျိုးစလေးသုံးတာကိုဆိုတော့ရှေးမြတ်ကလော့စာလေးသူတို့ဘက်ကခေယောကလော့စာလေးမှာကျွန်တော်တို့တော့ပြီးတော့ကိမဲ့ပါနော်အဲ့တော့အမမာကဇေယဝတ္တဆိုရရှိတော့ကလော့စာမှာဟိုတက္ကရေဟိုနေမျိုးတူရပါလားတကူတော့900တကူတော့693မှာသူကတရားတူရမျိုးသူကကျွန်းရေးစနစ်ခုမှပါသူရရရေးရလို့ကသူတပြေကိစားပိုင်းမှာပါလားအဲ့တော့ကလော့စာလေးမှာကြားပြေကိမဲ့ဆိုတာကြားပြေကိမဲ့ဆိုတာလှူကျွန်းရှိရဆူတော့ရှိရကိစားတိုင်သက်ရှိရပါလားတက်ခုလောက်ရှိရဆိုတော့ခုကကိစားပိုင်းမှာဆိုတော့သူရဲ့လှူတွေရေဖြည့်စည်းတော့ဖြစ်စီရဒီငရဲကလာစီဆိုရေးရတာကလာခိမှာအဲ့တော့ကလာဒီကလာပေါ့လေကလာဆွဲပေါ့ကဟောလာရှိကလာဆွဲကလာဆိုတာဒီရေးရမှာမှန်နေရင်အမမီရောတာဝိုက်ပြတာကလာပါလေအဲ့တော့တခုအနေမှာဟိုပြောရှိကမြန်မာစာရှေးတူကကလော့စာနေပြီးတော့ခုခေတ်အနေမြန်မာစာပေါ့လေရင်းနေကြီးမြန်မာစာတွေပလွန်လဲလာခိမှာလာဆွဲတန်းတွေကပျော်သွားရောနော်ဒါပြီဆိုကလော့စာလေးမှကအဖတ်ထွားတဲ့ရေးဆိုကြပညာရှင်တွေတော်တော်များများယူဆတယ်အဲ့မဲ့နောက်ပိုင်းမှာအမှုအပန်းလေးဒီပလွန်သွားဟဲ့ပေကျော်ဆိုတော့သိရပါလူတွေပလွန်လဲလာနော်အဲ့မဲ့ဒဝဲမှာကလာတော့မတန်ဒီရှေးတူအတိုက်ဘယ်သေးပါလော်ကီဘိုပလွန်လဲအမရေတူကကလာဆိုပြောတာဒီခုပြီးဒီလေကလာပဲဗောလေအဲ့မဲ့အမှုကလာနေရမှာလာလေးဒီလာဆွဲလေးဒီဟဲ့ပဲဖြစ်ရမျိုးကချုံနေရမှာလာဆွဲလေးဒီရပေဖြစ်လာချုံနေရမှာကလာဆိုရရေးဖြစ်လာပါလားမျိုးပုံစံတော့လို့ရဲတဲ့အဲ့တော့အမှန်မှာကလာဒီကန်လို့ဆိုတာကြာအမတူရဲပါလေအမှန်တော့မတူရဲပါအဲ့တော့ကလာဆိုတာကြာအဲ့တော့ဘက်ကခေတူကကလောစာမှာပါတယ်ကလာရဲ့ဒီဘက်နာအနေကန်လေးပြောနေတဲ့ကြာရဲ့ဒီဘက်နာတူပဲအဲ့တော့ဘက်ကခေကလောစာမှာပါတယ်ကလာဒီခုခေတဝက်လေးပြောနေတဲ့ကလာနာပန်လဲတူရဲပုံစံလဲတူရဲပါလေဒါလိုမျိုးဆိုအမျိုးတူရဲအဲ့တော့နောက်တစ်ခုကကလာဆိုတာခလာနာပါတာဘီကလာဆိုအမှလဲဟိုနာမောင်မြူနဲ့ပေါ့လေတော်တော်ဟွာနေပြီကလောစာမှာအကရေတူတော့933ပေါ့လား933ဟိုဆိုပြီးတော့နေပြီးတော့အမမကလာဆိုတာနာသူရဲ့လှူတဲ့တဲ့ပစ္စည်းတွေဆမ်းအမဇာလေးနာပါတာဘီကလာဆိုပြီးတော့မယောဟုတ်လားမယောချပါကန်လို့ပြောတယ်မယောမချပါလေအမကလာဆိုမယောမခလာဆိုတာမျိုးပြောခလာဆိုတာမျိုးသုံးဝဲပေါ့လားအဲ့တော့ခါလာဆွဲဒီခလာအကောဒီကန်လို့နာပြောဆိုတာခါလုံးပြောတော့ခါရပေပေါ့လေခါရပေချပေါ့လေအဲ့တော့ခလာဒီချာတော့တူတယ်အဲ့တော့ plastic ကိမဲ့ဆိုဘက်ကခေတူကပြောတယ်ခလာဒီခုဒဝဲလေးကျွန်တော်ဒဝဲလေးပြောနေတူခလာနာဒီဘက်လည်းတူတယ်ဆိုတူလိမ့်မယ်ဆိုလည်းခါလာဆွဲဒီခလာလားအဲ့တော့ခါဝါဆွဲဒီခွာလို့ပြေဆိုခါလာဆွဲဒီလည်းခလာပါလေအမျိုးဖြစ်တဲ့သဘောတရားလို့ရှိရဲ့အဲ့ဒီမဲ့ပြောရှင်းကရှေးတူကဘက်ကခေလို့မျိုးကလော့စာလေးအဲ့တူကမျိုးကလော့စာလေးဟာစာနာများပဲရေးရယ်ပညာရှင်တွေဟာလောကဂါသန်တဲ့ရေးရယ်ဆိုပြောအဲ့တော့အဘဒူကဂါသန်ကိုနိစ္စဆိုခံမှန်းကြည့်ပါလားအဲ့ဒီမဲ့အခိတူကပကခေယကလောစာလေးထိုးဒုခိယလူလေးဟန်မျိုးဖတ်ပုတ်ပြောကြအဖန်မတတ်တန်ဆိုမျိုးသာတော့ရတဲ့မျိုးပြေရပဲလို့တီကလာလာဟလူလည်းပြောမနေဘူးခံမှန်းပြီးပြောကြည့်အဲ့မဲ့ပညာရှင်တွေပြောကအမှုခေတူကဆိုတဲ့ရေးတိုင်sorry ပြောတိုင်ရေးပေါ့ပြောတဲ့အဖတိုင်ရေးရဆိုဖြစ်တော့ခါလာဆွဲဒီ class မျိုးပို့ပြီးဖြစ်နေချရှိတယ်ဘာတခုအဲ့တော့ခါလာဆွဲဒီ class အဲ့တော့ကန်လို့ပြောသလိုလာသည်ရပေဖြစ်လာသလိုခါရပေသည်ချပါလေအဲ့တော့တဝဲနာရှေ့တူပကခေကလောဆာနာသည်အသတ်ထွားရောဒီဘက်အဖြစ်တူဝဲဆိုကြောဘိုယူဆနိုင်စရာထောထားလေးဘိုရှိပါအဲ့တော့နော်တလုတ်လာဆိုတာရီခါဆိုစလုံးပါ
rồi gì khác rồi sao lâu hả lệ rồi thu sang rồi phụ nữ khi mà lo gan lệ là rồi gan lúc nào biểu rồi gì khác vào lệ em chết lo sao lại thế để chả mà hết tôi tuyển rồi gì khác rồi quý à ông gì khác rồi sao lại quý à rồiအဲ့တို့ကရေခါသည်ဟဲ့ပြီကြောခုမှရေခါပြရမှာတော့သိရအဲ့မဲ့သိချကတော့ရေခါသည်အာရေခါသည်ရှေ့တို့ကပတ်ကခဲ့ပါလားသူတပြည့်တကယ်932ခုမှထိုးအောင်ဖုံးမြတ်ပါပြီးဆုံးကြောက်စားဆိုတော့တူရအမှမသူကဟိုရေခါလှူတဲ့သဘောမျိုးပေါ့လားဖုံးကြီးရေခါလှူဝါဒွမ်းလေးမှာဝါဒွမ်းသုံးလာတာအပြင်ဟိုချာဝါဟိုသုံးပေါ့လားချတ်တလာလေးပါရောဝါဓာတ်ကြော်ပေါ့လေအဲ့မဲ့ရှေ့တို့ကတော့ကလော့ဆက်တယ်မှာလားဝါကလော်လို့ပြီးအဲ့တော့ပြောချက်ကအဲ့နေရာမှာရီခါသည်ဟိုတက်ဝက်လေးပြောနေမျိုးပဲရီခါရီခါကန်လေးပြောမျိုးရီခါဆိုမဆိုလို့ရီခါသည်အဲ့ခေတို့ကဘယ်ကလော့ဆက်တော့ရီခါသည်တက်ဝက်လေးလည်းရီခါပဲအဲ့မဲ့အဲ့နေခေကန်လေးရောရီခါဆိုတော့သူဟာရာကောက်လုတ်တဲ့ကာတာရိတ်ခါရိချခါဆိုသဘောမျိုးပေါ့လေစလို့ဆင်တော့ရေးရမလားရီခါဆိုမှဖြစ်လာအမှလည်းအဲ့လိုလေးထူးဆိုင်ဟဲ့ပြီကျတော့အမှုစလို့ဒီကွာတီကိုပဲတကယ်လွန်လောက်တကယ်932ခုပါကွာတီကိုပဲရီခါဆိုပြီးရေးရတာဟာရလဲစလို့ပေါ့ဟိုတဝက်လေးငါတဝက်လေးပြောနေတယ်ရီခါပါတော့အဲ့လိုရှေးနော်ဘက်ကခဲကလောဆာနာခုတဝက်လေးခုခိတိပြောနေတဲ့ဂါးလေးရတွားပြီးတော့ဆက်ဆန်းနေပါလားရပြီဆိုကလောဆာလေးဒီပြောတဲ့လေတာတိုက်ရေးလိုမျိုးကိုဆိုတော့တဝက်လေးလည်းအတိတ်ပဲရှိအဲ့တော့တဝက်တဝက်လို့မြန်မာစာသုတ်ပြီးရေးရှင်းလို့လေတော့ဘက်ကခဲရောချိုးဆလို့လေပူပြီးတော့ရေးလိုက်ရုံပဲနော်ပူသူရေးတဲ့ရေးလိုက်ရုံပဲရေးရပါလားဆိုတော့အမိုဒီခါဆိုတဲ့စာလောကနောက်ပဲအဲ့ဒီအမိုစာဆွေးနွေးချိန်ကိုအဲ့ဒီမှာပဲနားလည်ရှိမှာနောက်တစ်ခါမှplanပြီးတော့ခြားစလုံးနောက်တော့လုံးတော့လေးတော့ဆက်ပြီးတော့ဆွေးနွေးမယ်နောက်ထောင်းတဲ့လူလေးမှလည်းပြောရှင်းစားလေးရှိရတာဆွေးနွေးရှင်းစားလေးရှိရစီတဲ့နေပေါ်လာတာရှိရသူကပကခဲကလော့ဆာပါရှေးဒီမှာကလော့ဆာလေးတူတူလေးလာကြည့်မယ်တူတူဆွေးနွေးကြည့်မယ်နော်ကဲကျေးဇူးတင်ပါတယ်ခင်ဗျာ